ပင်လေရေမျက်နှာပြင်အထက်ပေ2200ခုနှစ်ကတော့1999ခုနှစ်ပါရှေးဟောင်းသူတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ဟာလူလာယာကိုတုံထိပ်ပေါ်မှာတုံလုတ်6ချားစွာနဲ့ရက်တန်းနေကြတယ်သူတို့ဟာသူတို့ကိုထာဝရ6လက်နေတော့မယ်အရာတစ်ခုကိုအခုလေးတင်မဲ့သူ့ဖို့တွေ့ရှိခဲ့တာပါကလေး3ယောက်လုံးဝမပြတ်မစည်းပဲငကိုအတိုင်းရှိနေတာပါအရေးပြားတွေကလည်းမပြတ်မစီစပင်တွေကလည်းကြစ်စံမီကြစ်လက်ရတာမြက်တောင်လေးတွေကိုတောင်မြင်နေရတော့ပါပဲသူတို့ကအိပ်ပျော်နေတဲ့ပုံစံပေါက်နေပြီးမြစ်သေဆုံးသွားခဲ့တာနှစ်ပေါင်း900ကျော်ရှိခဲ့ပါပြီအသက်15နှစ်အရွယ်မိန်းကလေးဟာဆူတောင်းနေတယ်လို့မျိုးခေါင်းငုံပြီးတင်ပလင်ခွေထိုင်နေပါတယ်သူမရဲ့ဘေးမှာတော့9နှစ်အရွယ်ယောင်ကြားလေးတစ်ယောက်နဲ့6နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်ရှိနေပါတယ်သူတို့အားလုံးဟာအသေးစိတ်ကြမ်းလာတဲ့အခမ်းအနားတော်ဝတ်စုံတွေကိုဝတ်ဆင်ထားကြတာပါသူတို့အားလုံးကိုရွှေငွေနဲ့အဖိုးတန်ခရုခွန်တွေနဲ့အတူမြုပ်နှံထားခဲ့တာပါဒါပဲမဲ့သူပြက်စရာကောင်းတဲ့အချက်ကတော့ဒီကလေးတွေဟာယောဂကြောင့်ဖြစ်စေမတော်တဆမှုကြောင့်ဖြစ်စေတေဆုံးခဲ့တာမဟုတ်ပါဘူးသူတို့ဟာဒီတောင်ပေါ်ကိုကိုယ့်သဘောစံတဲ့အတိုင်းလမ်းလျှောက်တက်လာခဲ့ကြတာပါသူတို့ဟာရွေးချယ်ခံခဲ့ရသူတွေပင်စင်ပေးခြင်းခံရသူတွေနဲ့ဂုဏ်ပြုခံခဲ့ရသူတွေပါအဲ့ဒီနောက်မှာတော့သူတို့ဟာအချောက်ချားဆုံးဘာသာရေးအခမ်းအနားတစ်ခုမှာနတ်ဖျားတွေအတွက်ပူဇော်တကအဖြစ်အသက်ခံခဲ့ရပါတယ်ဒါဟာကလေးနယ်တွေကိုအေးခဲနေတဲ့စေတမများအဖြစ်ပြောင်းလဲပစ်ခဲ့တဲ့အင်္ဂါတို့ရဲ့ဒလေးတစ်ခုဖြစ်တဲ့ခါပါခုချာအကြောင်းတကယ်ဖြစ်ရမှန်ပါအဲ့ဒီအေးစိမ့်နေတဲ့တောင်ထိပ်ပေါ်မှာဘာဖြစ်ခဲ့တယ်လဲဆိုတာကိုနားလည်ဖို့အတွက်ကျွန်တော်တို့15ရာစုစီကိုပြန်သွားကြရအောင်ကိုလံဘီယာမထိုင်ခင်ကအမေရိကတိုက်မှာအကြီးဆုံးထိခဲ့တဲ့အင်ကာအင်ပါယာထုံကားခဲ့တဲ့အချိန်စီကိုပါသူတို့ကဘာရဲ့ဗဟိုချမ်းမကတော့မြင့်မြတ်တဲ့မြို့တော်ကတ်စကိုပဲဖြစ်ပါတယ်အဲ့ဒီအင်ပါယာကိုကုချုပ်သူကတော့နေနတ်ဘီယာအင်တီရဲ့တိုက်ရိုက်မျိုးဆက်လို့ယုံကြည်ကြတဲ့ဆာပါအင်ကာဘီယင်ပဲထပါတယ်အင်္ဂါလူမျိုးတွေဟာကဘာကြီးကိုကျွန်ုပ်တို့မြင်သလိုမျိုးမမြင်ကြပါဘူးတောင်တွေဆိုတာသူတို့အတွက်ဘူမိဗေဒအရာဖြစ်ပေါ်နေတဲ့အရာတွေမဟုတ်ပဲယာဒီဥတုနဲ့တီးနံတွေကိုထိန်းချုပ်တဲ့တခိုးကြီးနတ်ဖွေယာအာပူစတရေကိုယူဆကြပါတယ်ဒီနတ်ဖျားတွေနဲ့ဆက်သွယ်ဖို့အတွက်အင်္ဂါလူမျိုးတွေဟာအလုံးအဖိုးတန်းတဲ့အရာတစ်ခုကိုပူဇော်ဖို့လိုအပ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်စင်ကြယ်တဲ့အေယာအစားထိုးလို့မရတဲ့အေယာသူတို့ဟာသူတို့ရဲ့ကလေးငယ်တွေကိုပူဇော်ဖို့လိုအပ်ခဲ့တာပါဒါဟာလျှို့ဝှက်ချက်တစ်ခုဒါမှမဟုတ်ရှက်စရာကောင်းတဲ့လုပ်ရက်တစ်ခုမဟုတ်ခဲ့ပါဘူးဒါဟာ Empire ရဲ့အမြင့်မြတ်ဆုံးအခမ်းအနားတွေကတစ်ခုဖြစ်တဲ့ကာပကိုချပဲဖြစ်ပါတယ်ဒီအခမ်းအနားကိုဘယေနတ်ရွာဆန်တဲ့အခါစစ်ပွဲအောင်နိုင်တဲ့အခါဒါမှမဟုတ်တဘာဝဘေးအန္တရာယ်တွေကြုံရတဲ့အခါမျိုးမှာပဲပြုလုပ်လေ့ရှိပါတယ်ကဘာကိုချအသက်ရွေးချယ်ခံရတဲ့ကလေးတွေဟာအင်္ဂါလူမျိုးတွေရဲ့အမြင်မှာတော့တားကောင်တွေမဟုတ်ပဲအကောင်းဆုံးကောင်းကြီးဖေးခံရသူတွေဖြစ်ပါတယ်နတ်ဖျားတွေကြားမှာထာဝရနေထိုင်ရတော်မဲ့သူတွေလို့သတ်မှတ်ထားတာပါဒါပေမဲ့ခေတ်သစ်လူသားတွေရဲ့စိတ်နဲ့နားလည်ဖို့ခက်ခဲတဲ့တုံ့လောက်စရာအမှန်တရားကတော့ကလေးတယောက်ကိုသူ့ရဲ့တေမင်းစီကိုခြေထောက်နဲ့ကိုရှောက်သွားဖို့တင်ဘယ်လိုမျိုးနာချမလဲမိဘတယောက်ကကောမိမိရဲ့သားသမီးကိုဘယ်လိုစိတ်နဲ့လိုလာစွန့်လွတ်နိုင်ပါမလဲပြီးတော့ဘယ်လိုမျိုးလူဖွဲ့စည်းကဒါကိုအမြင့်ဆုံးဂုဏ်ပြုမှုတစ်ခုအဖြစ်သတ်မှတ်ပြီးပြောဝဲရှင်ပွဲလုပ်နိုင်ကြတာလေရွေးချယ်တဲ့လုပ်ငန်းစဉ်ကတော့အလွန်ကိုစိတ်ဆက်သေးချပါတယ်ဖုံးတော်ကြီးတွေဟာအင်ပါယာအနတ်လှဲ့လေပြီးရုပ်ပိုင်းဆိုင်ရာပြည့်စုံလွယ်နေကလေးငယ်တွေကိုရှာဖွေကြပါတယ်အမာရွတ်မရှိအပြစ်အနာအစာမရှိကိုလက်အင်္ဂါမချိုးယွင်းရပါဘူးအလားပကျမ်းမာရေးနဲ့မြင့်မြတ်တဲ့မျိုးရိုးပြီးစာတွေရှိဖို့လိုအပ်ပါတယ်တချို့ကလေးတွေက6နှစ်လောက်တည်းရှိသေးပြီးတချို့ကတော့10ကျော်ထက်တည်ပါရွေးချယ်ပြီးတာနဲ့ဒီကလေးတွေကိုသူတို့ရဲ့မိသားစုတွေစီကနေခေါ်ဆောင်သွားပြီးခုစကိုမြို့တော်စီကိုပို့ဆောင်ပါတယ်အဲ့ဒီမှာသူတို့ဟာလာပေါင်းများစွာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ရပါတယ်ဒါဟာ
စိတ်ပိုင်းဆိုင်ရာအရာအလွန်ကိုရှုပ်ထွေးလာပါတယ် ဒီကလေးတွေဟာတေချင်းတရားစီကိုရုန်းကန်အော်ဟစ်ပြီးအတင်းအကျပ်ဆွဲခေါ်သွားခြင်းခံရတာမဟုတ်ပါဘူး တမိုင်းမှတ်တမ်းတွေနဲ့ရှေးဟောင်းသူတေသနအထောက်ထားနေအားသူတို့အများစုဟာလိုလိုလားလားနဲ့ဂုံယူစွာနဲ့တောင်တွားခဲ့ကြတာပါ ။ဘာဖြစ်လို့လဲဆိုတော့အင်္ဂါလူဖွဲ့စည်းမှာ卡帕库彻对ရွေးချယ်ခံရခြင်းဟာတင့်မိသားစုကိုမူမမျိုးနဲ့စင်တီမြင့်တင်ပေးလိုက်တာကြောင့်ပါ တင်းရဲ့ရွာကလည်းဂုံပြူမှုတွေနဲ့အင်းကြီးမြစ်တွေကိုရရှိမှဖြစ်ပါတယ် ပြီးတော့တင်ကိုယ်တိုင်ကလည်းတင်မျိုးမဟုတ်တဲ့နတ်ဖျားတစ်ပါးဖြစ်သွားသည်နတ်ဖျားတွေရဲ့ပြီးမှထိုင်ခွင့်ရမှာဖြစ်ပါတယ် တင်းရဲ့လူမျိုးနွယ်စုတွေအတွက်ထာဝရကာကွယ်စောင့်ရှောက်ပေးမဲ့သူဖြစ်လာမှာပါ ဒါပေမဲ့အင်ပါယာအတွက်စိန်ခေါ်မှုတစ်ခုကတော့ဒီအခမ်းအနားကိုအမားအယွင်းမရှိပြည့်စုံစွာလှုပ်ဆောင်ရမှာဖြစ်ပါတယ် ကလေးငယ်ဟာမြင့်မြတ်တဲ့နေရာကိုစင်ကြယ်တဲ့အခြေအနေနဲ့ရောက်ရှိရပါမယ် သူတို့ဟာဒီငြိမ်ရမယ်နားခံမှုရှိရမယ်ပြီးတော့သူတို့ကိုပေးရထားတဲ့ဂုံတွက်ကိုသိရှိနားလည်နေရပါမယ် ရုန်းကန်တာဒါမှမဟုတ်မစင်ကြဲတဲ့အရေးအယောင်တစ်ခုခုပြတာဟာနတ်ဖျားတွေကိုအမျက်ထွက်စေပြီးအင်ပါယာကခုလုံးကိုပျက်စီးစေနိုင်တယ်လို့ယုံကြည်ကြပါတယ် တေမင်းစီကိုတောတဲ့ခရီးဟာခန္ဓာထေဝါတဲ့ဘာသာရေးခရီးစဉ်တစ်ခုလိုပါမယ် ကူစကိုမှာလာပေါင်းများစွာနေထိုင်ရပြီးအဲ့ဒီမှာကလေးတွေကိုအကောင်းဆုံးအစားအစာတွေကြွေမွေးပြီးအနုစိတ်ဆုံးအဝတ်ထည်တွေကိုဆင်ပြန်ပေးပါတယ် အဲ့ဒီနောက်မှာတော့စီဒန်းလက်ပွဲစတင်ပါတယ် ဘုံတော်ကြီးတွေမှုမှတ်တယ်နဲ့ဒီခါလေးမှာအင်ကာဘူရင်ကိုယ်တိုင်လိုက်ပါပို့ဆောင်လေးရှိပါတယ်ရွေးချယ်ခံရတဲ့ကလေးတွေဟာသတ်မှတ်ထားတဲ့တောင်စီကိုအင်ကာတို့ရဲ့နာမည်ကျော်လမ်းမကြီးတွေအတိုင်းလမ်းလျှောက်သွားကြရပါတယ် မြင်းကြောင်ကြီးပါရက်လုတ်ထုတ်လာပေါင်းများစွာကြာမြင့်တဲ့အကောင်းဆုံးကွန်ဘီအသေးတွေကိုဆင်မြင်ထားတဲ့ကလေးတယောက် ငမွေးဥထုတ်တီလဲရွှေငွေရတနာတွေကိုလည်းဝတ်ဆင်ထားပါတယ် လမ်းတစ်လျှောက်မှာလူအုပ်ကြီးကအဆောင်ကြိုနေပြီးသူတို့ကိုတက်ရှိနတ်ဖျားတွေလိုမျိုးဆက်ဆံကြပါတယ် ကလေးတို့ကိုပြောင်းဖို့ကနေလွတ်ထားတဲ့ချီချာဆိုတဲ့ညမကာနဲ့ကိုကအရွက်တွေကိုကျွေးပါတယ် ဒါဟာသူတို့ကိုဂုံပြူဖို့အတွက်ရောနောက်လာမဲ့အရာတွေအတွက်စိတ်သက်သာရာရစေဖို့အတွက်ရောဖြစ်ပါနဲ့သူတို့တောင်ပေါ်ကိုတက်လာတာနဲ့အမျှလေထူးကပုံမပါလွာလာပါတယ်ပေ2000အမြင့်မှာအစ်စ်တစ်ချက်ရှူဖို့တောင်အတော်လေးယုံကန်ရပါတယ်အေးတန်ကလည်းအယိုးတဲ့ထိစိတ်ဝင်အောင်ပြင်းထန်လာပါတယ်ဒါပေမဲ့ဒီကလေးတွေဟာလေ့ကျင့်ထားတဲ့တောင်တက်သမားတွေတောင်ဒုက္ခရောက်နိုင်တဲ့အမြင့်အထိရက်ပေါင်းများစွာတက်ခဲ့ကြပါတယ်ရှေးဟောင်းသူဒေသနာအထောက်ထားနေအရာသူတို့ညီတဲ့နေစေဖို့အတွက်ချီချားနဲ့ကိုးကားရွယ်တွေကိုအချင်းချင်းထပ်ကြွေးခဲ့တယ်လို့သိရပါတယ်ဒါဟာသူတို့ရဲ့ကြောက်ရွံ့မှုကိုလော့ချပေးဖို့လည်းဖြစ်ပါတယ်တောင်ထိပ်မှာတော့ကြောက်တုံးနဲ့လွတ်ထားတဲ့စင်မြင့်တစ်ခုကစောင့်ကြိုနေပါတယ်ဘုံတော်ကြီးတွေဟာနောက်ဆုံးအခမ်းအနားတွေကိုပြုလုပ်ပြီးနတ်ဖျားတွေစီဆူတောင်းကြပါတယ်ကလေးတွေကိုနောက်ဆုံးအကြိမ်အစားအစာကျွေးမွေးပါတယ်သူတို့ရဲ့စပင်းကိုလည်းတေချာကြစ်ပေးပါတယ် အဝယ်စားတွေကိုလည်းအပြည့်အနာအစာမရှိအောင်တေချပြင်ဆင်ပေးပါတယ် အဲ့ဒီနောက်မှာတော့နောက်ဆုံးလှုပ်ဆောင်ချက်ရောက်လာပါတယ်တချို့ကလေးတွေကိုလေပင်ညစ်တတ်ခဲ့ပြီးတချို့ကိုတော့မြေအောက်အခန်းတွေထဲမှာအေးခဲတေဆုံးသွားအောင်ထားရစ်ခဲ့ကြပါတယ်လူရရကိုတောင်မှာတွေ့ရတဲ့15နှစ်အရွယ်မိန်းကလေးလိုမျိုးတချို့ကလေးတွေကိုတော့စေးဝါးတွေအလွန်အကျွမ်းတိုက်ကြွေးခဲ့ပါတယ်ဒါကြောင့်သူတို့ဟာတတိမေးသွားပြီးဘယ်တော့မှပြန်နိုးမလာတော့ပဲငြိမ်းချမ်းစွာတေဆုံးသွားခဲ့ကြတာပါနောက်ပိုင်းမှာလာဒုံဆဲလာတမမဟုတ်တမေဒန်လို့အမိပေးခဲ့တဲ့အဲ့ဒီ15နှစ်အရွယ်မိန်းကလေးဟာသူမရဲ့နောက်ဆုံးနားခိုရမှာတင်ပလက်ငူလေးထိုင်လက်သားစီးနေခဲ့ပါတယ်ခေတ်သစ် CT scanner မှုခင်းဆေးပညာဆိုင်ရာခွဲချမ်းစိတ်ဖြာမှုတွေအရသူမရဲ့နောက်ဆုံးအချိန်တွေကိုကြောက်မဲ့ဖွယ်ကောင်းအောင်အသေးစိတ်သိရှိခဲ့ရပါတယ်သူမရဲ့အဆုတ်ထဲမှာအမ်ဖက်တွေတွေ့ရတာကြောင့်သူမဟာဆေးရှိန်နဲ့တတိမိနေတုံးတေဆုံးသွားခဲ့တာဖြစ်နိုင်ပါတယ်စပင်ကိုခွဲချမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့သူမကိုတစ်နှစ်ပတ်လုံးဒီစည်းဝါးတွေကိုပိုပိုတိုးပြီးတိုက်ကျွေးခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ Empire ဟာသူမရဲ့ခန္ဓာကိုယ်ကိုဖြည့်ဖြည့်ချင်းစနစ်တကျပြင်ဆင်ခဲ့တာပါ။ဒါပေမဲ့အရာအလုံးကိုပြောင်းလဲစေခဲ့တဲ့အချိန်ကတော့
ရှေးဟောင်းသူတေသနပညာရှင်တွေကအေးခဲနေတဲ့တရှူးနမူနာတွေကိုအရေးဖြော်ကြည့်တဲ့အခါမျော်လင့်မထားတဲ့အရာတစ်ခုကိုတွေ့ခဲ့ရပါတယ်။ သူမရဲ့သွေးထဲမှာပြင်းထန်တဲ့စိတ်ဖြစ်စီးမှု stress ဆိုင်ရာဓာတုဗေဒအမှတ်အသားတွေကိုတွေ့ခဲ့ရပါတယ်။ဆေးဝါးတွေဂုဏ်ပြုမှုတွေနဲ့လာပေါင်းများစွာပြင်ဆင်မှုတွေရှိခဲ့ပေမဲ့သူမရဲ့နောက်ဆုံးအချိန်မှာတော့သူမရဲ့ခန္ဓာကိုယ်ကတည်နေခဲ့ပါတယ်။ သူမကြောက်နေခဲ့တာပါ ခုနှစ်နှစ်အရွယ်ယောက်ျားလေးကိုတော့အထည်တွေနဲ့ချီနှောင်ထားပြီးမတ်မတ်ထိုင်လက်ထားတွေ့ရှိခဲ့ရပါတယ် ရာစုနှစ်တွေအတွင်းမှာသူ့ရဲ့ကိုယ်ကိုမူးကြိုးပစ်ခဲ့ဘူးပြီးမဲ့သူ့ရဲ့ရုပ်အလောင်းကတော့မပြတ်မစီရှိနေတော့မှာပဲ 6 နှစ်အရွယ်မိန်းကလေးငယ်ကတော့သူတို့ရဲ့ဘေးမှာရိုးတူလေးတွေနဲ့အတူထိုင်နေပါတယ် ရွှေနဲ့ငွေနဲ့လှုပ်ထားတဲ့လာမာကလားအုပ်ပုံတွေနဲ့လူရုပ်တူလေးတွေဟာနတ်ဗျားတွေစီသွားမဲ့ခီမှာသူမရဲ့သာဝရအဖော်တွေပါပဲ ဒီအခါနာကိုပြုလုပ်ခဲ့တဲ့အင်္ဂါဘုံတော်ကြီးတဲ့အတွက်တော့ဒါဟာလာပေါင်းများစွာစူးစမ်းခဲ့ရတဲ့ဘာသာရေးအလုပ်တွေရဲ့အထုအထိပ်ပါပဲ တေဆုံးသွားတဲ့အချိန်မှာဒီကလေးတွေဟာနတ်ဖျားအဖြစ်ပြောင်းလဲသွားတယ်လို့သူတို့ယုံကြည်ခဲ့ကြပါတယ်။သူတို့ဟာလူသားတွေမဟုတ်တော့ဘဲကိုးကွယ်ရာမြင့်မြတ်တဲ့အရာဝတ္ထုတွေဖြစ်တဲ့ဝါးကားတွေဖြစ်သွားကြတာပါ ရွာသူရွာသားတွေဟာဒီတောင်လေးစီကိုဖျားဖူးလာကြပြီးပူဇော်တက္ကာတွေနဲ့ဆူတောင်းမှုတွေပြုလုပ်ကြပါတယ် ဒီကလေးတွေကသူတို့ရဲ့စကားကိုကြားနိုင်ပြီးနတ်ဖျားတွေစီမှာသူတို့အတွက်အတနာခံပေးနိုင်တယ်လို့ယုံကြည်ကြပါတယ် ။1940ပြည်နှစ်တွင်မှာစပိန်နယ်ချဲ့တွေရောက်လာတဲ့အခါကပတ်ကိုချဒလေကိုမြင်ပြီးထိတ်လန့်သွားကချက်ချင်းပဲပိတ်ပင်ခဲ့ပါတယ် အဲ့ဒီလိုနဲ့ဒီဒလေးဟာရက်တန့်သွားခဲ့ပြီးမြဲကလေးတွေကတော့အဲ့ဒီအမြင့်ဆုံးတောင်ပေါ်မှာအေးခဲပြီးကြံရစ်ခဲ့ပါတယ် ။သူတို့ရဲ့အကြောင်းကိုပြောပြဖို့အတွက်ရာစုနှစ်9ခုကြာအောင်စုံစမ်းခဲ့ကြရတာပါ။1999ခုနှစ်မှာယူလိုက်ယာကိုအမယ်မီတွေကိုတွေ့ရှိခဲ့တာဟာအင်္ဂါယဉ်ကျေးမှုအပေါ်ကျွန်တော်တို့ရဲ့အမြင်ကိုပြောင်းလဲစေခဲ့ပါတယ်။ ဒါရီဟာလူရိုင်းတွေပူဇော်မှုမျိုးမဟုတ်ပေတိတ်ပံနေကြအလွန်ကြက်နက်တဲ့အခမ်းအနားတွေဖြစ်ပါတယ် အင်္ဂါလူမျိုးတွေဟာမြင့်မားတဲ့အမြင့်မှာအသက်ရှင်ဖို့နီးလန်းတွေအေးခဲပြီးရုပ်အလောင်ထိန်းသိမ်းနေတွေနဲ့ရှုပ်ထွေးတဲ့ဆေးဝါးဗေဒတွေကိုကျွမ်းကျင်ခဲ့ကြတာပါ DNA စစ်ဆေးချက်တွေအရဒီကလေးတွေဟာအင်ပါယာရဲ့မတူညီတဲ့ဒေသတွေကနေလာကြတာလို့သိရပါတယ် ဒါဟာကပကောချဒလေးကမတူညီတဲ့လူမျိုးနွယ်စုတွေကိုဘာသာရေးတစ်ခုတည်းအောက်မှာစူးစီးပေးခဲ့တာကိုပြနေတာပါ ဒီနေ့မှာတော့လာတုံးဆက်လာဟာအာဂျင်တီးနားနိုင်ငံစာတာမြို့ကပြတိုက်တစ်ခုမှာအထူးပြုလုပ်ထားတဲ့အေးခန်းထဲမှာရှိနေပါတယ် သူမရဲ့ရော့လောင်မပြည့်စည်အောင် -20 degree Celsius မှာထိန်းသိမ်းထားတာပါ Andes တောင်တန်းတစ်လျှောက်မှာအလားတူမြုံနှံမှုနေရာ100ကျော်ကိုတွေ့ရှိခဲ့ပြီးပါပြီကလေးတစ်ယောက်စီဟာစေတမန်တစ်ယောက်ပူဇော်တက္ကာတစ်ခုပြီးတော့ယဉ်ကျေးမှုတစ်ခုကိုကြည့်ရှုနိုင်တဲ့ပဒင်းပေါတစ်ခုပါပဲတေချင်းတရားကိုအဆုံးသတ်လို့မမြင်ပဲအသွင်ကူးပြောင်းမှုတစ်ခုလိုမြင်ခဲ့တဲ့ယဉ်ကျေးမှုပါ ဒီနေရာမှာသင်ခန်းစာကတော့အင်္ဂါလူမျိုးတွေကိုခေတ်သစ်စံနှုန်းတွေနဲ့ဆုံးဖြတ်ဖို့မဟုတ်ပါဘူးအဲ့ဒါကတမိုင်းကြောင်းအရာမမှန်ကန်ပါဘူး အစာယဉ်ကျေးမှုကကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးယုံကြည်ချက်တွေကိုဘလောက်အထိလွှမ်းမိုးထားနိုင်တယ်လဲဆိုတာကိုသိမြင်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ကမသွေးဝင်းเสียလို့ယူဆတဲ့အရာကိုသူတို့ကမြင်မြတ်တယ်လို့ယူဆခဲ့ကြပါတယ်ကျွန်တော်တို့ကလူသက်မှုလို့မြင်တဲ့အရာကိုသူတို့ကနတ်ဖျားဖြစ်မှုလို့မြင်ခဲ့ကြပါတယ် ဒီကလေးတွေကကျွန်ုပ်တို့ကိုတတိပေးနေတာကတော့ကိုကျင့်တရားဆိုတာစကြဝဠာတစ်ခုလုံးမှာအတူတူပဲမဟုတ်ပဲကျွန်ုပ်တို့မွေးဖွားมาတဲ့လူအဖွဲ့အစည်းကတီဆောက်ထားတာဖြစ်တယ်ဆိုတာပါပဲပြီးတော့အချောက်ချားဆုံးအချက်ကတော့အကယ်၍ကျွန်တော်တို့ဒါအင်္ဂါအင်ပါယာမှာမွေးဖွားခဲ့မယ်ဆိုရင်ကျွန်တော်တို့လည်းဒါကိုယုံကြည်နေကြကြမှာပါ ဒါကြောင့်တင့်ကိုကျွန်တော်စဉ်းစားစေခြင်းနဲ့မေးခွန်းတစ်ခုရှိပါတယ် ရှေးဟောင်းယဉ်ကျေးမှုတွေကိုလေးစားခြင်းနဲ့လူအခွင့်အရေးချိုးဖောက်တဲ့လုပ်ရတွေကိုရှုတ်ချခြင်းကြားမှာကျွန်တော်တို့ဘယ်လိုမျိုးစီးချမလဲ ဒီကလေးတွေကိုသူတို့ရှိခဲ့တဲ့တောင်ပေါ်မှာပဲထားခဲ့တဲ့သလားဒါမှမဟုတ်သူတို့ကိုလေ့လာစူးစမ်းတာကော
ကိုချင်းတရားအရာမှန်ကန်ရဲ့လား တင်းရဲ့ထင်မြင်ချက်တွေကိုကောမန့်မှာရေးပေးခဲ့ပါဒီအပေါ်မှာတင်းရဲ့အမြင်ကိုကျွန်တော်တကယ်သိချင်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ဒါဟာလွယ်ကူတဲ့အဖြေမရှိလို့ပါပဲ အကယ်၍တင်ဟာဒီဇလန်တို့စိတ်ဝင်စားဖို့ကောင်းတယ်လို့ယူဆရင်လိုက်ပေးခဲ့ဖို့မမေ့ပါနဲ့ တမိုင်းရဲ့အမောင်ဆုံးနဲ့နားလည်မှုလွဲခဲ့ရဆုံးအချိန်တွေကြောင့်ပုံမသိရှိဖို့အတွက် subscribe လုပ်ထားပြီးပါ ။နောက်အပတ်မှာတော့မက္ကဆီကိုကအယုတ်ဂျွန် Island of the Dolls စီကိုတွားကြပါမယ်။ချောင်းလန့်ခံနေရတယ်လို့ဆိုတဲ့လူတစ်ယောက်ကတစ်ပင်တွေမှာပျက်စီးနေတဲ့အယုတ်ပေါင်းထောင်တဲ့ချီပြီးချိတ်ဆွဲထားတဲ့နေရာတစ်ခုပါ ။ရေနဲ့တဲဆုံးသွားတဲ့မိန်းကလေးငယ်တစ်ယောက်ရဲ့အဝိညာဉ်က6လန့်နေတာလို့ဆိုပါတယ်။တကယ်ကိုလက်လွတ်မခံတဲ့အပိုင်းမှာ နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ